Aston Villa တို့ပြောင်းရွှေ့ပြီးနောက်ပိုင်းကြံ့ခိုင်မှုနဲ့ခြေစွမ်းပိုင်းပိုမိုတိုးတက်လာတယ်လို့ဆိုလိုက်တဲ့ Rashford Manchester United မှထွက်ခွာပြီး Aston Villa တို့အငှားစာချုပ်နဲ့တွားရောက်ကစားနေတဲ့တောင်ပံကစားသမား Marcus Rashford ကသူဟာ Villa Park တို့ရောက်ရှိပြီးနောက်ပိုင်းမှာကြံ့ခိုင်မှုတာမကခြေစွမ်းပိုင်းမှာပါပိုမိုတိုးတက်ကောင်းမွန်လာတယ်လို့ခန်းစားရကြောင်းပြောကြားလာခဲ့ပါတယ်။ Preston ကို3-0နဲ့အနိုင်ရခဲ့တဲ့ FA ဖလားကွာတာဖိုင်နယ်ပွဲစဉ်မှာ Rashford ဟာ Villa အတွက်အနှစ်ဂိုးထိသွင်းယူပြီးအသင်းကိုဆီမီဖိုင်နယ်အဆင့်သို့ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ United အတွက်ပြိုင်ပွဲစုံ426ပွဲကစားပြီး138ဂိုးထိသွင်းယူနိုင်ခဲ့တဲ့ Rashford ဟာလက်ရှိနီးပြတစ်ယူဘင်အာမိုရင်နဲ့သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် Old Trafford တကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပြီးဇန်နဝါရီအပြောင်းရွှေ့ကာလမှာဗီလာသို့ရောက်ရှိလာခဲ့ပါတယ်။အာမိုရင်ဟာ Rashford ရဲ့လေ့ကျင့်ရေးကွင်းမှခြေစွမ်းကိုကြိုက်နှစ်သက်ခြင်းမရှိတာကြောင့်အသင်းအတွက်ပေးဆက်လိုခြင်းမရှိတဲ့ကစားသမားကိုအသုံးပြုမဲ့အစားအသင်းရဲ့ဂိုးနှိပ်ပြကိုတာကွင်းထဲထည့်ပြီးကစားခိုင်းမယ်လို့ရက်ဆက်ပြောကြားထားခဲ့တာဖြစ်ပါတယ်။ယခုအခါမှာတော့ Aston Villa မှာခြေစွမ်းပြနေတဲ့အသက်29နှစ်အရွယ်ကစားသမားကအသင်းအတွက်ဂိုးသွင်းရတာအရန်ကောင်းပါတယ်။ဂိုးရတဲ့အချိန်တိုင်းကတိုက်စစ်ကစားသမားတစ်ယောက်အတွက်ကောင်းတဲ့အရာတွေပါပဲ။ဒီလိုခြေစွမ်းကိုဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့မျှော်လင့်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ဒီရာသီမှာ United အတွက် Premier League 15ပွဲကစားပြီး4ဂိုးသာသွင်းယူနိုင်ခဲ့တဲ့ Rashford ဟာပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက Old Trafford အသင်းအတွက်ပါဝင်ကစားပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ဆက်လက်ပြီးအင်္ဂလန်လက်ရွေးစင်ကကျွန်တော်ဒီကို၁၀ယောက်ကတည်းကကြံ့ခိုင်မှုပိုရှိလာပြီးခြေစွမ်းပိုင်းမှာလည်းပိုကောင်းလာတယ်လို့ခံစားရပါတယ်။ကျွန်တော်ခုချိန်မှာတော့ကျွန်တော်ရဲ့ပုံစံအမှန်အတိုင်းဘောလုံးကစားခွင့်ရနေပါပြီလို့ပြောကြားခဲ့ပါတယ်။လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ Premier League အမှတ်ပေးစရာရဲ့အဆင့်9နေရာမှာတည်နေတဲ့ Villa ဟာ Brighton နဲ့ရှင်ပြိုင်သွားရမှာဖြစ်ပါတယ်။နွေရာသီမှာ Gyökeres ကိုခေါ်ယူဖို့ပြစ်မှတ်ထားနေတဲ့အာဆင်နယ်ဟာအသင်းရဲ့တိုက်စစ်ပိုင်းလိုအပ်ချက်ကိုဖြည့်ဆည်းဖို့ဥရောပတဝမ်းကျယ်ပွင့်တိုက်စစ်မှုတွေကိုပြစ်မှတ်ထားနေပြီးလာမယ့်နွေရာသီမှာတော့ Sporting Lisbon တိုက်စစ်မှု Victor Gyökeres ကိုခေါ်ယူဖို့အဓိကစိတ်ဝင်စားနေတယ်လို့သိရပါတယ်။အာဆင်နယ်ရဲ့အားကစားဒါရိုက်တာတစ် Andrea Barty ကလည်းအသင်းအနေနဲ့နယူကာဆယ်တိုက်စစ်မှု Alexander Isak ကိုခေါ်ယူမဲ့အစား Gyökeres ကိုခေါ်ယူတာကဘဏ္ဍာရေးအခြေအနေအတွက်လည်းအဆင်ပြေစေမယ်လို့ရှုမြင်ထားတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲအာဆင်နယ်ဟာ Leipzig တိုက်စစ်မှု Benjamin Sesko ပြင်အခြားတိုက်စစ်မှုတွေကိုလည်းစောင့်ကြည့်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ Gyökeres ဟာ Sporting Lisbon အတွက်ပြိုင်ပွဲစုံ62ပွဲကစားထားရာမှာ85ဂိုးထိသွင်းယူထားနိုင်တာကြောင့်အာဆင်နယ်ရဲ့တိုက်စစ်အတွက်အားထားရတဲ့အားထားတိုက်စစ်မှုဖြစ်လာဖို့ရှိနေပါတယ်။ပေါ်တူဂီကလပ်နဲ့2028ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ Gyökeres ကိုခေါ်ယူဖို့အာဆင်နယ်အနေနဲ့ငွေကြေးဘယ်လောက်ထိကုန်ကျသွားနိုင်မလဲဆိုတာတော့အခုချိန်အထိရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။ဂိုးသွင်းဆက်တစ်ခုလိုအလုပ်လုပ်နေတဲ့ Gyökeres ဟာ Sporting Lisbon အတွက်ကစားထားတဲ့နောက်ဆုံး5ပွဲမှာ8ဂိုးထိသွင်းယူထားသလိုပေါ်တူဂီလိဂ်မှာလည်း26ပွဲမှာဂိုး30အထိသွင်းယူထားပါတယ်။ဒါ့အပြင်ဆွီဒင်လက်ရွေးစင်ဟာချန်ပီယံလိဂ်မှာလည်း88ပွဲကစား66ဂိုးထိသွင်းယူနိုင်ခဲ့ပါတယ်။ပေါ်တူဂီအမှတ်ပေးစရာကိုထိတ်ဆုံးကနေဦးဆောင်ထားတဲ့ Sporting Lisbon ဟာလာမယ့်သောကြာနေ့မှာပြည်တွင်းဖလားပြိုင်ပွဲဆီမီဖိုင်နယ်ပွဲစဉ်အဖြစ် Rio အိမ်နဲ့ရှင်ပြိုင်သွားရမှာဖြစ်ပြီးအာဆင်နယ်ကတော့ဗုဒ္ဓဟူးနေ့မှာလန်ဒန်ဒါဘီအဖြစ်ဖူဟန်နဲ့ကစားသွားရပါမယ်။